what the need check go ချမောင်ရွက်ချင်းကြီးပြောပါတော့ပြောတယ်ပေါ့ ဒီနေ့ကတော့ဈေးသွားလိုက်တယ်ကွယ်။ဘာလို့ဆိုဟိုနေ့အောင်ကဘလော့မှာပြောတယ်လေကိုရောကျော်ကသိရမလားရှင်းတို့ကိုထက်နေကြရင်ရသူ့ကိုဟင်းချက်မကျွေးတကယ်တော့ဟင်းချက်မကျွေးရမဟုတ်ဘူးကွယ်အဲ့နေရလဲကျစင်ကလိုက်စိတ်ရှိတော့နည်းနည်းအရာနောက်ကျသွားတယ်ကွယ်အဲ့ဒါကြောင့်မလို့လက်ချက်ဖြစ်လိုက်တာအဲ့ရထားနောက်ကျပြီးတော့အဲ့လိုမျိုးစုခံရမှာဆိုလို့တစ်ခါနှစ်ခါလောက်ကိုကလက်ချက်ကျွေးရတယ်မသိရင်ပဲအိမ်အောင်တက်လုံးမချက်ကျွေးရလို့ဘာလို့သူကလေသိရမလားအဲ့လိုချိုးတာဆိုဟိုကအဲ့လိုချိုးတော့မခံနိုင်ဘူးအဲ့တော့ဒီနေ့ဈေးသွားလိုက်တယ်ဈေးသွားပြီးချက်ပြုတ်ထားမယ်ကိုရောကျော်ကပြင်သွားတယ်ဆိုတော့ဒီနေ့ကျစင်ဈေးသွားထားတယ်ဒါချက်မောင်လေးရဲ့မြစ်လေးရဲ့ငါးကောင်းလေးရဲ့ရှင်းချက်မယ်ကွယ်nice ပြီးလို့ရှိရင်တော့ဝက်သားကဝက်နံရိုးနဲ့ဝက်သားနဲ့ပေါင်းပြီးတော့တော်တော်များရတယ်လေကအဲ့ဒါနေဝယ်လာလိုက်တယ်ပြီးလို့ရှိရင်ရိုးရီဒီနဲ့ခရမ်းသီးလေးနဲ့ဟိုဆက်ဆက်လေးရခိုင်တော်လေးလှော်မယ်ကွယ်ဆိုတော့နည်းနည်းအဆက်ဟတ်လေးပေါ့နော်အဲ့လိုလေးလှုပ်ထားတယ်ဆိုတော့အခုကတော့စေးကြောပြီးလှုပ်လာအောင်မယ်အခုမှဈေးကနေပြန်လာဆိုတော့လေဟိုဈေးကပြန်လာပြီမဲ့လေကောင်မလေးလှအောင်တော့လှုပ်သေးတာလှအောင်တော့လှုပ်သေးတာဘာစကောဘလို့ရိုက်ရှင်တာလေစေးကြောလာအောင်မယ်နော်စေးကြောပြီးဖြင်းလက်ပြီးချက်ပြုတ်လာအောင်မကွယ်နော်ကိုရောကြောပြန်လာပြီပြန်လာပြီလားကိုပြန်လာပြီလာဟမ်ဘာလို့ဟင်းနေချက်တာမှုရမလားမဲဘာချက်လားဘာချက်တာဒါကကိုကြိုက်တဲ့ဝက်နံရိုးနဲ့ဝက်သားလေးကိုရောပြောချက်ထားတာဝက်တနီချက်လေးဒါလေးကကြတော့ငကြင်းကောင်းလေးကိုချက်မောင်မြစ်လေးနဲ့ရောချက်ထားတာရှင်ဟင်းလေးဒါကကြတော့ဟိုခရမ်းသီးနဲ့ရုံးရီသီးလေးကိုရခိုင်ချက်လေးတော်တယ်ကွယ်စစ်ဆုံးကြိုက်ပေါ့Oh my godဝါဟိုနေ့ကပြောရလေရှစ်ဆောင်ထမင်းဟင်းနေမချက်ကြမသိရင်ကွယ်ကျမတစ်ခါနှစ်ခါလေးမချက်ကြွေးရဟာမသိရင်တစ်သက်လုံးမချက်ကြွေးခဲ့တာလို့အဲ့ဒါဆိုပြောမခံနိုင်ဘူးလေဘယ်လိုဆိုတာချက်ထားတာအဆင်ပြေရလားပြေရလေစားမယ်လေတော့လေစားတော့မလားစားမယ်လေရင်မချိုးတော့ပေါ့ချိုးတော့ဘိုက်တာနေပြီဒါတော့မှနေပါကိုခဏလို့တယောက်ထဲသွားနေဘာလို့သွားလဲမဟုတ်လေကော်ဖီဆိုင်သွားတယ်လေပြည့်သွားပြီးတော့တယောက်တည်းဇလန်းလေးစဉ်းစားတော့ AC ပဲလေတယောက်တည်းဆိုတော့ဟုတ်လားဘယ်လိုသွားလဲကော်ဖီဆိုင်လေဘာသာလောက်တာဟိုဇလန်းလေးတွေးနေဇလန်းတွေးရကော်ဖီဆိုင်မှာဇလန်းလေးသွားတွေ့ပြီးတယောက်ထဲရှစ်ဆုံးမပါပဲနဲ့ပျော်တယ်ပေါ့ရှစ်ဆုံးလေးကတော့ကိုစားလို့ရအောင်လို့အခုလိုဖွယ်ရရေးချက်ပြုတ်ပင်မခံပြီးချက်ပြုတ်နေတဲ့အချိန်မှာကိုကအဲ့လိုတယောက်ထဲရှစ်ဆုံးမပါတော့ပျော်တယ်ပေါ့ဟိုလာတော့မဟုတ်Hello